ရင်းနဲ့အမျှအပိုင်း6နှစ်ခွန်အတိတ်ကငရေကောင်ကအခုထိလိုက်6လန့်နေတုံးလားရင်းနဲ့အမျှအပိုင်း6နဲ့ခွန်မှာတော့မြတ်တယောက်ဘဝပစ္စဟုစူးစမ်းနေချိန်မှာပဲသူ့ရဲ့ယောက်ျားရုပ်ကလုပ်ငန်းခွင်အထိလိုက်လာပြီးအဆက်ခွဲနှောက်ယှက်လာကိုရင်းထိတ်စရာမြင်တွေ့ရတော့မှာပါမြတ်ရဲ့ဘဝမှာဒီမုံတိုင်းကိုဘလို့ကြော်ထွေးမလဲဆိုတာအထူးထူးကြည့်လိုက်ရအောင်အပိုင်း6မမျော်လင့်ပဲရောက်လာတဲ့အတိတ်ကအရေးမြတ်ဟာသူ့ရဲ့အရေးချင်းရဲ့စူးစမ်းမှုကောင်ရုံးမှာနေရာတနေရာရလာပြီးအားလုံးရဲ့အတိမတ်ပြုမှုကိုစတင်ရရှိနေတဲ့အချိန်ပေါ့ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုတွေကခဏလေးပဲခံခဲ့ရပါတယ်မြတ်ရဲ့ရာချာကြော်မင်းကမြတ်ရဲ့အလုပ်လိပ်စာကိုစုံစမ်းပြီးရုံးရှိအထိရောက်လာခဲ့တာဗျာကြော်မင်းဟာလူအများရှိမှမြတ်ကိုအိမ်ပြေးမှလင်းကိုပစ်ပြီးဖောက်ပြန်နေတဲ့မိန်းမဆိုပြီးအော်ဟစ်အဆက်ခွဲရတာပဲခင်ဗျားလို့စဉ်းစားကြည့်အောင်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာလုပ်ဖို့ကိုင်းထက်တို့ရှိအခုလို့အဆွဆွဲခံရတာဟာမင်းကလေးတယောက်အတွက်ဘလောက်တောင်အဆက်ရဖို့ကောင်းလေမြခင်ဗျာမျက်ရည်တွေနဲ့တောင်းပန်နေပေမဲ့ကြော်မင်းကတော့မြကိုအလုတ်ကနေထွက်အောင်အထိရည်ရွယ်ချက်ရှိနှုတ်ဆက်နေတာပါအပိုင်းခွန်မင်းခန့်ရဲ့ကြာဝင်ကူညီမှုနဲ့မြရဲ့ခံနိုင်ရည်အပိုင်းခွန်မှာတော့ဇက်ရှင်ကပို့ပြီးမြင်လာခဲ့ပါတယ်။ကျော်မင်းကမြကိုအလုတ်ထဲကနေအတင်းဆွဲခေါ်ဖို့ကြိုးစားနေချိန်မှာရုံးပိုင်ရှင်မင်းခန့်ရောက်လာခဲ့တာဗျာ။မင်းခန့်ကကျော်မင်းကိုပြပြတသားတားဆီးလိုက်ယုံတင်မကပဲဒါကကျွန်တော်ယုံဒီမှာလာပြီးရွင်ရိုက်ဆိုင်ဆိုင်မလုပ်နဲ့ဆိုပြီးနှင်ထုတ်လိုက်တာတကယ်ကိုအားရစရာကြီးဗျာ။ဒါပေမဲ့မြကတော့သူ့ကြောင့်ယုံနေမယ်ပြည့်ရပြီးဆိုပြီးမင်းခန့်ကိုအားနာကအလုတ်ထွက်စားတိဖို့အထိဆုံးဖြတ်လိုက်ပါတယ်။မင်းခန့်တော့မြကိုနားလိုက်ပြီးမင်းမအဖြစ်မရှိဘူးအတိတ်ကလူတွေကြောင့်မင်းရဲ့အနာဂတ်ကိုအဖြတ်မခံနဲ့ဆိုပြီးအားပေးခဲ့တဲ့အခန်းလေးကတော့တကယ်ကိုရင်ခွန်းစရာပါပဲကျော်မင်းကတော့ဒီလောက်နဲ့လက်မလျှော်ပဲမြကိုပို့ပြီးဒုက္ခပေးဖို့တခြားလူယုံမာရီနဲ့ပေါင်းပြီးအစီအစဉ်တွေဆွဲနေပြန်ပြီလီသုံးသက်ချက်ဒီနေ့ပိုင်းမှာမြရဲ့ဇက်ကောင်ဟာပို့ပြီးတော့တနာဖို့ကောင်းလာတယ်လို့မင်းခန့်ကလည်းမြအပေါ်မှာစာနာမှုတွေပိုရှိလာတာကိုတွေ့ရပါတယ်။ယောက်ျားရုပ်ကျော်မင်းရဲ့လုပ်ရက်တွေကတော့ကြီးရှုသူတိုင်းကိုဒေါသထွက်စီမှာအသေးကြပါ။ရင်းနဲ့အမျှဆိုတဲ့အကြိုက်မြရဲ့နာကျင်မှုတွေကိုမင်းခန့်ကဘလောက်အထိရင်းနဲ့အမျှခန်းစားသွားမလဲဆိုတာအပိုင်းရှိမှဆက်လက်ဆောင်ကြည့်ရမှာပါ။